မင်္ဂလာပါတခြားမျိုးတွေတော့မသိဘူးကျမတို့တောင်ကြီးဘက်မှာတော့တော်တော်ပူနေပြီမနက်ပိုင်းနဲ့နေဝင်ချိန်လောက်ပဲလေတဖြူးဖြူးလေးနဲ့အေးတယ်ဆိုပေမဲ့လည်းနေ့လည်နေထွက်လာတဲ့များတဖြည်းဖြည်းကပူလာတယ်အဲအကြောင်းမို့လို့ရုံပိတ်တဲ့ရက်လေးမှာတကယ်ချင်းနေစုပြီးတော့မှရေထွက်တဲ့နေရာမှာရေသွားချိုးပါမယ်ဒါကလေဒီဘက်ဒေတာရဲ့ဒလေးတစ်ခုလို့ဖြစ်နေတာပေါ့နော်တောင်ပေါ်ဒေတာဆိုတဲ့ခါကျတော့သူရေနည်းနည်းရှားတယ်ရေတွေဝယ်သုံးရတာပေါ့အဲ့ခါကျတော့လူငယ်ပီပီပေါ့အဲ့လိုရေထွက်တဲ့နေရာမှာသွားပြီးတော့မှရေသွားဆော့ကြတယ်ရေလေးတွေကကြီးစိမ့်ပြီးမှအေးတဲ့ခါကျတော့လေလုံးဝရေကူးကန်ထဲမှာပန်းသားဖြည့်နေတယ်လို့ပဲပတ်စံလဲပေးစရာမလိုအခုသွားတဲ့နေရာကညောင်ရွှေမြို့ထဲမှာညောင်ရွှေကနေမှမိုင်းတောက်တရားဘက်ကိုသွားတယ်ပေါ့နော်အဲ့ဒီကနေမှမိုင်းတောက်ဘက်ကိုမချိုးဘဲနဲ့ဘယ်ဘက်ကိုချိုးသွားပြီးတော့မှရွာထဲကိုဝင်သွားလို့ရှိရင်ရောက်ပြီအခုကညောင်ရွှေဘက်ကိုလာတဲ့လမ်းကနည်းနည်းလမ်းခင်းတဲ့ခါကျတော့ဖုန်တွေထူတယ်ပေါ့နော်ဒါပေမဲ့လည်းနီးလို့လာခဲ့တဲ့ရေသွားကူးတဲ့နေရာမှာဘိုက်စာမှာဆိုလို့ဆိုပြီးတော့မှဦးဝင်းမောင်ဒီတိုဟူးကျော်ဆိုင်ကိုအရင်ဆုံးလာခဲ့တယ်ဒီမှာကတိုဟူးကျော်တိုဟူးတုတ်အဲ့ဒါတွေရတယ်အဲ့တော့အရင်ဆုံးပါဆယ်တာဆွဲမယ်ဒီမှာထူးခြားချက်ကလေတူမသုံးဆိုပြီးတော့လေတူမပေးလိုက်ဘူးရှမ်းပြည်ဘက်မှာတော့တိုးကျော်တိုးတုတ်ကတော့လုံးဝရှယ်ပဲစားစရာဝယ်ပြီးပြီဆိုတော့တောက်စရာနဲ့တခြား snack လေးတွေဝယ်ဖို့အတွက်ကြတော့မိုင်းတောက်ဘက်နားမှာရှိတဲ့ store ဆိုင်လေးဘက်ကိုသွားခဲ့တယ်အခုကခီးသွားရသည်နေတဲ့ခါကျတော့လေလူတွေကတော့တိတ်မများဘူးပေါ့နော်အဲ့တော့သွားလာတာအဆင်ပြေတယ်ခီးသွားများတဲ့ခါကျတော့ရှင်လေလူတွေကအရန်ရှုပ်တယ်အခုသွားမဲ့ရေကူးတဲ့နေရာကလည်းဒေသခံတွေပဲတည်တဲ့နေရာပေါ့နော်တော်ရုံခီးသွားဧည့်သည်တွေမတည်ဘူးဆိုတော့ခီးသွားဧည့်သည်တွေလည်းဒီလိုမျိုးသွားဖို့တိတ်စိတ်ဝင်စားလောက်ပေါ့နော်သူတို့အထင်ကရနေရာတွေပဲသွားကြတာပေါ့အခုမိုင်းတောက်ဘက်ကနေပြန်ထွက်လာပြီးဒီစတိုးဆိုင်လေးရှိတဲ့လမ်းထဲကနေမှအထဲကို15မိနစ်လောက်စိုက်ကယ်နဲ့ဝင်သွားရတယ်ကားဝင်လို့မရဘူးဒီကနေစပြီးတော့မှလမ်းကကျင်းသွားတော့စိုက်ကယ်နဲ့ပဲဝင်လို့ရတယ်ကိုဘာသာကိုသွားတာတက်စားလို့ရှင်တီးတဲ့လူနောက်သွားတာပဲကောင်းတယ်အခုလမ်းကတော်တော်ဝင်ရတာမို့လို့တချို့နေရာလေးတွေဖြတ်ခဲ့တယ်နော်နောက်ဆုံးတော့ရောက်ပါပြီဒီကန်ထဲကနေမှရေကိုယူပြီးတော့မှဘေးကစိုက်ခင်းတွေကိုရေပေးတာလည်းရှိတယ်ဒီနေရာကိုမိုင်းတောက်ရေထွက်လို့ခေါ်တယ်ဒီဘက်ကန်ကတော့ရေစော့တဲ့သူနဲတယ်ပေါ့နော်အောက်ကရေညှိတွေပဲရှိလို့ပဲရေမစော့ကြလာတော့မသိဘူးဒီဘက်ကကန်ထဲမှာစော့တယ်သူကမရှိဘူးဆိုလို့ရှိရင်9ပေခွဲလောက်တော့နှက်မယ်ကိုရီးယားတော့ရေသိမ့်မကူတတ်တော့ရေစော့ရုံပဲပေါ့နော်ကလေးတွေကတော့အပေါ်ကနေမှခုံချပြီးတော့မှစော့တာပျော်စရာကြီးပဲရောက်ချင်းဘိုက်စာတော့မုတ်တွေအရင်စားတယ်ရေကလည်းအေးနေတဲ့ခါကျတော့ရေထဲဆင်းဖို့အချိန်ယူကြတာပေါ့နော်အဲ့တော့ကလေးတွေစော့တဲ့ဟာကိုပဲအရင်ကြည့်အခုကຫນွေဦးလို့ဖြစ်နေတဲ့ခါကျတော့တိတ်ရွက်တွေကလည်းကျွေဆိုတော့လေအရင်တော့အရေးကောင်းတော့မရှိဘူးပေါ့နော်အဲ့တော့အဆင်ပြေတဲ့နေရာလေးမှာပဲဖြာခင်းပြီးတော့မှအဆင်ပြေလို့ခင်းပြီးတော့မှစားတော့ကြတယ်ပေါ့အချိန်လေးနည်းနည်းရလာပြီဆိုတော့ရေကူးပါတော့မယ်ရေကလေအေးစိမ့်ပြီးတော့မှလေမြင်နေရဒါပေမဲ့ကိုယ်တိုင်ကန်ထဲရောက်သွားတယ်ဆိုလို့ရှိရင်တော့အောက်ကိုမမြင်အောင်အပေါ်ကနေကြည့်နေမယ်ဆိုလို့ရှိရင်တော့လေရေကအေးစိမ့်ပြီးတော့မှကြီးစိမ့်နေရပြီးတော့ကူးနေတဲ့သူတွေအကုန်မြင်ရတယ်ပထမပြောခဲ့သလိုပဲပေါ့နော်ရေရှားတဲ့ခါကျတော့ဒီနာအနီးနားပတ်ဝန်းကျင်ကလူတွေကဒီမှာရေလာခတ်တာတို့အဝေးလျှော်တာတို့ရေချိုးတာတို့လုပ်ကြတယ်ဒီတောင်ကြီးတို့ညောင်ရွှေတို့ဒီဟိုပုံတဝိုက်ပေါ့နော်ဒီဘက်နေမှာကျတော့အဲ့လိုရေထွက်တဲ့နေရာလေးရှိတယ်အဲ့တော့အဲ့နေရာလေးတွေကလေလူစီတယ်ကြံတို့ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုပေါ့ပိတ်ရက်ရှည်တို့ဆိုလို့ရှိရင်အမကလေးတွေရောလူငယ်တွေပေါ့နော်လာပြီးတော့မှစားတော့ရေကူးပျော်ပါအဲ့လိုမျိုးစော့ကြတဲ့နေရာတွေကအများကြီးပဲရှိတယ်ကိုကရေထဲမစင်းတော့ဒီမှာတဲ့ဒီလောက်ပဲနှက်တယ်တဲ့တကယ်တော့ကြောက်တုံးပေါ်မှာမတက်ရက်နေတာ
ကျန်တဲ့နေရာတွေကတော့အဲ့လိုမျိုး9ပေကြော်လောက်ကိုနှက်တယ်ကိုကတော့ရေသိမ်းမကူတက်တဲ့ခါကျတော့ရေစိမ်ရုံရောက်ပဲဆိုတော့တော်ရုံမစင်းကျင်အောင်မတက်ရက်လို့မရဘူးဆိုရင်နောက်ဆုံးတော့ဆင်းပါပြီဘာဖြစ်လို့လဲဆိုတော့ cycle ဖုန်နေနဲ့ဆိုတော့ခေါင်းလျှော်ရေချိုးကျင်တာပေါ့နော်အဲ့နဲ့ဆင်းခဲ့တယ်ရေချိုးပြီးတဲ့ခါကျတော့ပြန်မယ်ဆိုပြီးတော့အဝတ်စားလဲပြီးတော့ကိုရီဖွာထားတဲ့အမိုက်တွေကိုအကုန်လုံးပြန်သိမ်းခဲ့ပါတယ်ကဲနှုတ်ဆက်ခဲ့ပါတယ်နောက်တစ်ခါကြာလို့ရှိရင်ပြန်တွေ့ပါဦးမယ်ဆိုပြီးတော့မှအဲ့ဒီနေရာလေးကနေပြန်လာခဲ့ပါတယ်ပြန်တဲ့ခါကျတော့ခုနလာတဲ့လမ်းလုံးတော့လိုမျိုးမပြန်ဘူးပေါ့နော်ပထမဆုံးတော့မိုင်းတောက်ဘက်ကိုအရင်သွားမယ်ပေါ့မိုးရင်းကလာတော့ကကျတော့ဒီမိုင်းတောက်ကတရားကမြုပ်နေတဲ့ခါကျတော့ဒီတရားပေါ်မှာတပုတ်ရိုက်ခွဲလို့မရဘူးပေါ့နော်ဒါပေမဲ့လှေလေးစီးပြီးတော့မှပဲအဲ့ဒီမိုင်းတောက်ရွာလေးတဲ့ဟိုပေါ့နော်ပတ်ပြီးတော့မှတပုတ်နေရိုက်ခဲ့တယ်ဗီဒီယိုရိုက်ခဲ့ပေါ့နော်ရှေ့ vlog မှာတော့တင်ထားခဲ့ဘူးတယ်အဲ့နဲ့အခုကနည်းနည်းလိုຫນွေလိုဖြစ်နေတဲ့ခါကျတော့ဗာများထူးခြားသွားပြီလဲဆိုပြီးတော့မှသွားကြည့်တယ်အခုတရားတော့ပြန်ပေါ်နေပြီနေရတော့တအားပူရယ်ပြီးဒီမိုင်းတောက်ကလည်းခဏခဏရောက်ပြီးပြီဆိုတဲ့ခါကျတော့ရောက်ခဲ့ပါတယ်ဆိုတဲ့ဟာမျိုးပေါ့အခြေအနေကြည့်ခဲ့ပါတယ်ဆိုတဲ့ဟာမျိုးလောက်ပဲဓာတ်ပုံရိုက်တယ်ဗီဒီယိုလေးနည်းနည်းရိုက်ပြီးတဲ့ပဲပြန်ပြီးတော့မှအဲ့နေရာထွက်လာခဲ့ကြတယ်အပြန်ကြတော့ဒီဘက်စက်မှုစုံဘက်ကနေပြန်ရတယ်ပေါ့နော်။ तू ကကြတော့လမ်းတာတယ်ဒါပေမဲ့ပို့ပြီးတော့ဝေးတယ်။ဒါပေမဲ့အဲ့ဒီအေးတာယာဘက်မှာဟိုနာမည်ကြီးတယ်ပေါ့နော်။စားလို့ကောင်းတယ်ဆိုတော့တရားဆိုင်လေးမှာစားကြင်လို့အဲ့ဘက်ကနေပြန်ပြီးတော့မှလာခဲ့တယ်။ကိုရီဆိုင်ကယ်ကအင်ဂျင်ပါဝါနေတဲ့ခါကျတော့ရှေ့ကလူတွေကတကုံတောက်တာနောက်ကနေမှမနေလိုက်ယူရတယ်။မမီဘူးတောင်ကြီးဘက်မှာအေးတယ်ဆိုပေမဲ့လည်းလေအဲ့လိုနေပူတဲတွေသွားတဲ့ခါကျတော့လေအဲ့အသားတော့မဲတယ်။သားမမဲကျင်လို့ရှင်တော့လက်ရှိဝတ်ပေါ့နော်။ဒီစက်မှုစုံကြော်ပြီးတော့မှအေးတာရဒီတက္ကသိုလ်နားမရောက်ခင်မှာပေါ့နော်။အမကရားဆိုင်လေးရောက်ပါပြီ။အဲ့ကရားဆိုင်မှာကိုကကြိုက်လို့ပဲလားတော့မသိဘူး။အစားအရသာရှိတဲ့အရန်ကောင်းတယ်။ထမင်းစီစန်းနဲ့ဒီကရားဝက်ဟူချောင်းဝက်ခောက်ကြော်ဒီဝက်စွပ်ပြုတ်ပေါ့နော်။အဲ့ဟာအကုန်လုံးကစားလို့ကောင်းတယ်အဲအကြောင်းမို့လို့ရောက်ခဲ့တယ်ဆိုလို့ရှိရင်လည်းဘာရောက်လဲပတ်ပြီးတော့စားသုံးခဲ့ကြပါဦးကရားခေါင်ကြီးကလေကြိုက်တဲ့အထဲပါတယ်ဒါပေမဲ့ဒီအစာရင်မကောင်းတဲ့ခါကျတော့လေအချင်ဖောက်ထားတော့မတောက်ရဲခဲလို့မတောက်ခဲ့လိုက်ရအောင်တော်တော်နှမျောဖို့ကောင်းတယ်ဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်